အားလုံးပဲမင်္ဂလာပါ AI Learning မြန်မာ channel ကနေပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်ဒီနေ့တော့ကျွန်တော် website တွေတစ်ခုနဲ့မိတ်ဆက်ပေးချင်ပါတယ် Runway ML လို့ခေါ်တဲ့ website တွေပါဒီ website ကတော့ AI နည်းပညာကိုသုံးပြီးတော့ဗီဒီယိုတွေဓာတ်ပုံတွေကိုအလွယ်တကူ edit လုပ်လို့ရမယ့် website တွေပဲဖြစ်ပါတယ်ကျွန်တော်တို့ဒီလို AI နည်းပညာတွေကိုသုံးပြီးတော့ဓာတ်ပုံတွေဗီဒီယိုတွေကို edit လုပ်ဖို့အတွက်လိုအပ်တဲ့ website နှစ်ခုရှိပါတယ်ပထမတစ်ခုကတော့ May.tm လို့ခေါ်တဲ့ website ဖြစ်ပြီးတော့ဒုတိယတစ်ခုကတော့ Runway ML လို့ခေါ်တဲ့ website ဖြစ်ပါတယ် May.tm ကမိတ်ဆွေတို့အတွက်တက်မေးတွေကို create လုပ်ဖို့အတွက်သုံးမှာဖြစ်ပြီးတော့ Runway ML ကတော့ဓာတ်ပုံတွေဗီဒီယိုတွေကို edit လုပ်ဖို့သုံးမှာဖြစ်ပါတယ်ထုံးစံအတိုင်းကျွန်တော် website နှစ်ခုရဲ့လိပ်စာတွေကိုဗီဒီယိုရဲ့ description မှာကျွန်တော်ထည့်ပေးထားပါမယ်ပထမအဆုံးအဆင့်တင်အနေနဲ့ကျွန်တော်တို့ May.tm website ကိုအရင်ဆုံးသွားပါမယ်ဒီလိုမျိုးပေါ်လာပြီဆိုရင် May.tm ကနေပြီးတော့မိတ်ဆွေတို့အတွက်တက်မေးတစ်ခုကို auto create လုပ်ပြီးသွားပြီဖြစ်ပါတယ်ကျွန်တော်တို့ဒီမှာတွေ့နေရတာကတော့ဒီ mail address ဖြစ်ပါတယ်ဒီ mail address ပေါ်မှာကျွန်တော်တို့က click တစ်ချက်နှိပ်ပြီးတော့ copy ကူးလိုက်လို့ရပါတယ်နောက်ဒုတိယအဆင့်အနေနဲ့ကျွန်တော်တို့ runwayml.com ကိုသွားပါမယ်ဒီ website ကိုရောက်ပြီဆိုရင်ညာဘက်အပေါ်ထောင်းမှာရှိတဲ့ sign up button ပဲဖြစ်ဖြစ်အောက်ဘက်မှာရှိတဲ့ try runway for free ဆိုတဲ့ button ပဲဖြစ်ဖြစ်နှစ်ခုတည်းကတစ်ခုခုကိုနှိပ်ပြီးတော့ register လုပ်လို့ရပါတယ်ပြီးရင်ကျွန်တော်တို့တက် mail address ကိုပြန်ပြီးတော့ copy ကူးပါမယ်ပြီးရင်ဒီ enter email address ဆိုတဲ့နေရာမှာ paste ချပါမယ်ပြီးရင် next ကိုနှိပ်ပါဒါဆိုရင် user name ရယ် password ရယ်ရိုက်ထည့်ရမှာဖြစ်ပါတယ်user name ကမိတ်ဆွေတို့ကြိုက်တဲ့ user name ကိုပေးလို့ရပါတယ်ဒါပေမဲ့နောက်မှာခဏန်းလေးတွေထည့်ပြီးပေးလိုက်တာပိုကောင်းပါတယ်မိတ်ဆွေတို့ပေးလိုက်တဲ့ user name ကရှေ့မှာတခြား user တွေယူသုံးထားတာရှိရင် invalid ပြမှာဖြစ်ပါတယ် password ကိုလည်းနည်းနည်းရှုပ်ရှုပ်ထွေးထွေးလေးတွေပေးတာပိုကောင်းပါတယ်ဒါမှသူက password က strong ဖြစ်ပြီးတော့မိတ်ဆွေတို့ရဲ့ password ကိုလက်ခံမှာဖြစ်ပါတယ် @sign #sign $sign တို့လိုမျိုး special character လေးတွေပါထည့်ပြီးပေးတာပိုကောင်းပါတယ်အခုဒါဆိုရင်ကျွန်တော်ပေးလိုက်တဲ့ user name ကရှေ့မှာတယောက်ယူပြီးသားဖြစ်တဲ့အတွက်သူက user is not available ဆိုပြီးပြပါတယ်ဒီလိုမျိုးပြလို့ရှိရင်ကျွန်တော်တို့ကနောက်မှာခဏန်းလေးတွေထပ်ထည့်ပြီးတော့ပြန်ပြီးတော့ try ကြည့်လို့ရပါတယ်ဒါဆိုရင်ကျွန်တော်ရဲ့ user name က available ဖြစ်သွားတဲ့အတွက်နောက်တစ်ဆင့်ကိုရောက်သွားပါပြီဒီမှာ first name ရယ် last name ရယ်ရိုက်ထည့်ရပါမယ်အောက်က organization ကတော့ optional ဖြစ်တဲ့အတွက်မထည့်လဲဘာမှမဖြစ်ပါဘူးရပါတယ်ဒါဆိုရင်အားလုံးပြီးပြီဆိုရင် create account နှိပ်လိုက်မယ်ဒီလိုပေါ်လာပြီဆိုရင်သူကကျွန်တော်တို့ရဲ့တက် mail ကို verification code ပို့လိုက်ပါပြီအဲ့ဒါလေးကိုသွားပြီးတော့ copy ကူးပါမယ်ပြီးရင်စောစောကကုတ်ထည့်ရမယ့်နေရာမှာ paste ပြန်ချပါမယ်ပြီးရင် next ကိုနှိပ်ပါမယ်ဒီမှာသူက plan 3ခုလာပြပါတယ်ကျန်တဲ့2ခုကတော့ပတ်စံပေးပြီးတော့သုံးရမှာဖြစ်ပါတယ်ကျွန်တော်တို့ကတော့ free account ကိုပဲသုံးပါမယ် free account မှာတော့105ပုံပဲထုတ်လို့ရပါတယ်နောက်ပြီးတော့ credit တွေထပ်ဝယ်လို့မရဘူးဗီဒီယို3ခုပဲထုတ်လို့ရမယ် drive ကလည်း 5GB ပဲပေးထားပါတယ် up to 3 editor ကျွန်တော်ဗီဒီယိုကိုလည်း 720p ပဲအမြင့်ဆုံးထုတ်လို့ရပါမယ်နောက် AI Magic Tool တွေကိုလည်း limited ပဲသုံးလို့ရပါတယ်ဒီမှာအဓိကကျွန်တော်တို့အခက်အခဲဖြစ်တာကတော့ဓာတ်ပုံနဲ့ဗီဒီယို105ခုပဲထုတ်လို့ရတာဖြစ်ပါတယ်အဲ့ဒီတော့ကြောင့်မလို့ဓာတ်ပုံနဲ့ဗီဒီယိုတွေကိုကိုကြိုက်တဲ့လောက်ထုတ်နိုင်အောင်လို့လုပ်တဲ့နည်းကိုကျွန်တော်ဗီဒီယိုလေးပြီးကန်နေမှာ bonus အနေနဲ့ထည့်ပေးထားပါတယ်သူ့ website မှာတခြား AI website တွေလိုပဲစာရိုက်ထည့်ရုံနဲ့ဓာတ်ပုံထုတ်ပေးတာတို့ကိုပေးလိုက်တဲ့ image ကိုသူကနေပြီးတော့ variation ပုံလေးတွေထပ်ထုတ်ပေးတာတို့အဲ့လိုမျိုး feature တွေလည်းပါပါတယ်ဒါပေမဲ့ကျွန်တော်ဒီ website ကိုအဲ့လို feature တွေလောလောဆယ်မှာမသုံးစေချင်သေးပါဘူးသူက first generation ပဲရှိပါသေးတယ်ဒါကြောင့်မလို့တိတ်ပြီးတော့သူက powerful မဖြစ်သေးပါဘူးဒါပေမဲ့ဒီ website ကိုကျွန်တော်ဘာလို့မိတ်ဆွေတို့မိတ်ဆက်ပေးရလဲဆိုရင်သူက feature လေးတွေတော်တော်စုံပါတယ်နောက်ပြီးတော့နောက်ပိုင်းကျလို့ရှိရင်လည်းတဖြည်းဖြည်းနဲ့ powerful ဖြစ်လာမယ်လို့ယုံကြည်တဲ့အတွက်ကျွန်တော်မိတ်ဆက်ပေးရတာဖြစ်ပါတယ်ဆိုတော့ပထမအဆုံးကျွန်တော်မိတ်ဆက်ပေးခြင်းတာကတော့ background remix ဆိုတဲ့ feature လေးပါသူကတော့မိတ်ဆွေတို့ဓာတ်ပုံထဲမှာပါတဲ့ background ကိုတဘာဝကြကြပြောင်းလဲခြင်းနဲ့ဆိုရင်ဒီ feature ကိုသုံးသင့်ပါတယ်ဆို
ဆိုတော့ကျွန်တော် background remix ကိုဖွင့်လိုက်ပါမယ်ဒါဆိုရင်ဒီမှာကျွန်တော်တို့ဓာတ်ပုံကို upload လုပ်တဲ့နေရာလေးရှိပါတယ် upload here ဆိုတာကိုတစ်ချက်နှိပ်လိုက်ပါပြီးရင်ကိုထည့်ချင်တဲ့ဓာတ်ပုံရဲ့လမ်းကြောင်းကိုရွေးပြီးတော့ select မှတ်ပြီးတော့ open ကိုနှိပ်လိုက်ပါမယ်ဒါဆိုရင်ကျွန်တော်တို့ပုံကို upload လုပ်ပြီးပါပြီညာဘက်ချမ်းမှာ setting တွေရှိပါတယ်ပထမအဆုံးကျွန်တော်တို့တွေ့ရမှာတော့ scale ပါဓာတ်ပုံကို zoom ဆွဲပေးမဲ့သဘောပါကျွန်တော်ကတော့ 1:8 ကိုပဲရွေးထားပါမယ်ပြီးနောက်ထပ် setting တစ်ခုကတော့ aspect ratio ပါသူကတော့ original အတိုင်းပဲထုတ်မလား square 4000 student ပုံလေးတွေထုတ်မလားဒါမှမဟုတ် wide screen 16:9 ဆိုတော့ဒေါင်းမှန် student ပုံတွေထုတ်မလားဒါကိုကြိုက်တယ်လို့ရွေးလို့ရပါတယ်ကျွန်တော်ကတော့ဒီမှာ wide screen လေးလိုချင်တဲ့အတွက် 16:9 ကိုရွေးလိုက်ပါမယ်ပြီးရင် style တွေကိုလည်းရွေးလို့ရပါတယ်သူကတော့ option ၄ခုပေးထားပါတယ် all ရဲ့ indoor outdoor seasonal ဆိုပြီးတော့ function လေးတွေပါပါတယ်ကျွန်တော်ကတော့ဒီပုံနဲ့ live ဖတ်မယ် outdoor ကိုရွေးလိုက်ပါမယ် outdoor ကိုရွေးလိုက်ပြီးရင်ဒီမှာပြထားတဲ့ပုံတွေကဒီပုံအတိုင်းပဲဖတ်လာမှာမဟုတ်ပါဘူးသူကနမူနာပုံလေးတွေပြထားတာဖြစ်ပါတယ် beach ကိုရွေးလိုက်ပါမယ်ပြီးရင်သူက prompt လည်းပေးလို့ရပါတယ် prompt မပေးဘဲနဲ့ဒီတိုင်း generate လုပ်လည်းရပါတယ်ကျွန်တော်ကတော့ဒီမှာအစမ်းအနေနဲ့ cloudy sky ဆိုတဲ့ prompt ကိုရိုက်ထည့်လိုက်ပါမယ်ဒီအောက်က batch generation ကတော့မိတ်ဆွေတို့ပုံထုတ်တဲ့အခါမှာပုံ100အထိထုတ်ပေးမှာဖြစ်ပါတယ်ဒါပေမဲ့ကျွန်တော်တို့ကောင့်တစ်ခုကို105ပုံပဲထုတ်လို့ရတာဖြစ်ပါတယ်တကယ်လို့ batch generation option ကိုအမှန်ချစ်ပြီးတော့မှ generate လုပ်မယ်ဆိုရင်သူကပုံ100ထုတ်မှာဖြစ်တဲ့အတွက်မိတ်ဆွေတို့နောက်ထပ်ပုံ5ပုံပဲထပ်ထုတ်လို့ရတော့မှာဖြစ်ပါတယ်ဒါကြောင့်မလို့ကျွန်တော်ကတော့ batch generation ကိုမရွေးဘဲနဲ့ generate လုပ်ကြည့်လိုက်ပါမယ်ဒါဆိုရင်သူပုံ4ပုံထုတ်ပေးလိုက်ပါပြီဒါပေမဲ့သူပထမဆုံးထုတ်ပေးတဲ့ပုံ4ပုံစလုံးကကြည့်ရတာတိတ်ပြီးတော့အဆင်မပြေပါဘူးဒါကြောင့်မလို့ကျွန်တော် prompt ကိုပြောင်းရေးပြီးစမ်းကြည့်ပါမယ်ကျွန်တော်ဒီမှာ not change anything to the gear ဆိုပြီးတော့ရိုက်ထည့်လိုက်ပါမယ်ပြန်ပြီးတော့ generate လုပ်ကြည့်ပါမယ်ဒီမှာသူပုံ4ပုံထပ်ထုတ်ပေးလိုက်ပါပြီဒီပထမဦးဆုံးပုံကတော့တော်တော်လေးကိုအဆင်ပြေပါတယ်ဒုတိယပုံကတော့တော်တော်လေးကိုဆိုးပါတယ်ဘာပုံကြီးမှန်းမသိပါဘူးခါလေကြရင်လည်းသူကအဲ့လို error လေးတွေတော့ရှိတတ်ပါတယ်ဒါကြောင့်မလို့ကျွန်တော်ပထမပုံကိုပဲပြန်သွားလိုက်ပါမယ်ဆိုတော့မိတ်ဆွေတို့စိတ်ကြိုက်ဓာတ်ပုံတွေ့ပြီး download ဆွဲခြင်းနဲ့ဆိုရင်တော့ကျွန်တော်တို့ညာဘက်အပေါ်ထောင်းမှာရှိတဲ့download sign လေးကိုနှိပ်ပြီးတော့ download ဆွဲလို့ရပါတယ်ပြီးရင်တော့ကျွန်တော်ဓာတ်ပုံထဲမှာကိုလိုချင်တဲ့နေရာလေးကိုပဲကွက်ဖြတ်ပြီးတော့လိုသလိုအစားထိုးလို့ရတဲ့ feature လေးတစ်ခုနဲ့မိတ်ဆက်ပေးခြင်းပါတယ်ဒီမှာ erase and replace ဆိုတာလေးကိုနှိပ်လိုက်ပါပြီးရင်စောစောလိုပဲပုံတစ်ပုံ upload လုပ်လိုက်ပါမယ်ဒီမှာကျွန်တော်တို့က eraser 2ကိုရွေးပြီးတော့ကိုလိုတဲ့နေရာကိုသွားဖြတ်ပါမယ်eraser size ကအရန်ကြီးနေတာတော့သေးနေတာဆိုရင် eraser ပုံပေါ်မှာ click တစ်ချက်နှိပ်ပြီးတော့လိုသလို size ကိုပြောင်းလို့ရပါတယ်ပြီးရင်တော့ပုံထဲမှာကိုပြောင်းချင်တဲ့နေရာကိုအခုလိုမျိုးပဲ select မှတ်ပေးလိုက်လို့ရပါတယ်select မှတ်ပြီးပြီဆိုရင် prompt မှာသွားပြီးတော့ကိုလိုချင်တဲ့ပုံထွက်လာအောင်လို့စာလေးရေးပေးရပါမယ်ကျွန်တော်ကတော့ဒီမှာဖျဲသီးပုံလေးထည့်ကြည့်ချင်တာကြောင့်မလို့ watermelon ဆိုပြီးတော့ရေးပြီးတော့ generate လုပ်လိုက်ပါပြီဒါဆိုရင်သူကကျွန်တော်စောစောက select မှတ်ထားတဲ့နေရာမှာဖျဲသီးထည့်ပေးပါတယ်ဒါမဲ့ဖျဲသီးစိတ်ကြီးဖြစ်နေတဲ့အတွက်တိတ်ပြီးတော့အဆင်မပြေပါဘူးprompt ကိုနည်းနည်းလေးပြန်ပြောင်းရေးလိုက်ပါမယ် organic papaya ဆိုပြီးတော့ရေးလိုက်ပါပြီဒါဆိုရင်သူကပုံထုတ်ပေးလာပါတယ်ဒီမှာဒုတိယတစ်ပုံလည်းတိတ်အဆင်မပြေပါဘူးနံပါတ်3ကတော့မစိုးဘူးဗျနောက်နံပါတ်4ကနံပါတ်4လည်းအဆင်မပြေပါဘူးဒါကြောင့်မလို့ကျွန်တော်နံပါတ်3ကိုပဲ accept လုပ်လိုက်ပါမယ်ပြီးရင်ဒီမှာဘယ်ဘက်ချမ်းမှာကျွန်တော်တို့လူပုံလေးနဲ့ပြထားတာရှိပါတယ် quick selection 2ပါသူကတော့ head ရယ် face ရယ် person ရယ် hair ရယ်ဆိုပြီးတော့ option 4ခုပါပါတယ်ကျွန်တော်ပုံထဲမှာ face ကိုစမ်းပြီးတော့ change ကြည့်ပါမယ်ဒါကြောင့်မလို့ face ကိုနှိပ်လိုက်တဲ့အခါမှာသူကဒီမျက်နှာကိုပဲကွက်ပြီးတော့ select မှတ်ပေးသွားပါတယ်အဲ့ဒီမှာကျွန်တော်တို့ prompt ပေးရမှာဖြစ်ပါတယ်ကျွန်တော်က Wonder Woman ပုံပြောင်းကြည့်ခြင်းတဲ့အတွက် Wonder Woman ဆိုပြီးတော့ရိုက်ထည့်လိုက်ပါမယ်
ပြီးရင်ကျွန်တော်တို့ဒီ setting ပုံလေးမှာတွားပြီးတော့ prompt weight ကိုချိန်လို့ရပါတယ် prompt weight အနည်းများပေါ်မူတည်ပြီးတော့ကျွန်တော်တို့ prompt ကိုနီးစပ်ဆုံးဆွဲမလား prompt နဲ့မဆိုင်တာတွေဆွဲမလားဆိုတာသူဆုံးဖြတ်ပါလိမ့်မယ်ဒါကြောင့်မလို့ကျွန်တော်က prompt weight ကို20ထားကြည့်လိုက်ပါမယ်ပြီးတော့ဒီမှာ use fit seed ဆိုတဲ့ဟာလေးပါပါတယ်ဒီ seed ဆိုတဲ့ဟာကတော့ကျွန်တော်တို့ပုံရဲ့ ID ဖြစ်ပါတယ် AI ကထုတ်ပေးလိုက်တဲ့ပုံတွေကိုပုံရဲ့ ID နံပါတ်ကိုမှတ်ထားပြီးတော့ကျွန်တော်တို့က ID နံပါတ်ရိုက်ထည့်ပြီးတော့အဲ့ပုံကိုအတိအကျပြန်ထုတ်လို့ရပါတယ်ဒါမဲ့လောလောဆယ်တော့ကျွန်တော်ဒီ seed number ကိုမသုံးသေးပါဘူးဒီတိုင်းပဲ generate လုပ်ကြည့်ပါမယ်ဒါဆိုရင်သူက Wonder Woman ရဲ့မျက်နှာကိုအစားထိုးလိုက်ပါပြီပထမပုံတိတ်မကြိုက်ပါဘူးဒုတိယပုံတတိယပုံဒီထဲမှာဒုတိယပုံကတော့နည်းနည်းအဆင်ပြေပါတယ်ဒါကြောင့်မလို့ဒုတိယပုံကိုကျွန်တော် accept နှိပ်လိုက်ပါမယ်ကျွန်တော်နောက်တစ်ခုမိတ်ဆက်ပေးချင်တာက expand image ဆိုတဲ့ feature လေးပါသူကတော့မိတ်ဆွေတို့ရဲ့ပုံကိုထပ်ပြီးတော့ချဲ့ပေးမှာဖြစ်ပါတယ်ဒါကြောင့်မလို့ကျွန်တော်ဓာတ်ပုံတစ်ပုံကို upload လုပ်လိုက်ပါမယ်ကျွန်တော်ဒီဓာတ်ပုံကို 0.75x နဲ့ထားပြီးတော့ zoom ဆွဲပါမယ်ပြီးရင် aspect ratio ကို widescreen 16:9 ထားပြီးတော့နည်းနည်းထပ်ချဲ့လိုက်ပါမယ်ဒီလိုချဲ့တဲ့အခါမှာလည်းဒီ prompt ကိုကျွန်တော်တို့ကရိုက်ထည့်ပေးလဲရပါတယ်ရိုက်မထည့်ခြင်းလဲရိုက်မထည့်ပဲဒီတိုင်းထားလို့ရပါတယ်prompt က optional ဖြစ်ပါတယ်ဒါကြောင့်မလို့ကျွန်တော်ကတော့ prompt ကိုမပြောင်းလဲပဲနဲ့ generate send လုပ်ကြည့်လိုက်ပါမယ်ဒါဆိုရင်သူကပုံ၄ပုံထုတ်ပေးပါတယ်ဒီထဲမှာပုံ၃ပုံကအဆင်ပြေပါတယ်ဒီဒုတိယပုံမှာပဲအဆင်မပြေတာပါအုတ်ထုံနဲ့လှေနဲ့ကိုတက်တက်ကြီးထည့်ပေးထားပါတယ်ကျန်တဲ့၃ပုံကတော့အဆင်ပြေပါတယ်ဆက်ပြီးတော့မှမိတ်ဆွေတို့အတွက် bonus အနေနဲ့ဒီ website ကအကောင့်တစ်ခုကိုပုံ105ပုံပဲထုတ်လို့ရတဲ့အတွက်ဒီလိုမျိုးပုံတွေကို unlimited ထုတ်ချင်တဲ့အခါဘယ်လိုလုပ်ရမလဲဆိုတဲ့နည်းကိုပြောပြပေးသွားပါမယ်အဆုံးထိကြည့်ရှုပေးခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာလည်းကျွန်တော်ကျန်တဲ့ feature တွေအကြောင်းကိုဆက်ပြီးတော့ပြောပြပေးသွားပါမယ်ဒီဗီဒီယိုကမိတ်ဆွေတို့အထောက်အကူဖြစ်မယ်ဆိုရင် like share နဲ့ subscribe လေးလုပ်ထားပေးခဲ့ပါနောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်